နေတော့ဗျာ2026ခုဇွန်လ16ရက် BBC ရဲ့နောက်ဆုံးအသတင်းတွေကိုလန်ဒန်မြို့ကနေတိုက်ရိုက်တင်ဆက်ပေးနေပါပြီကျွန်တော်မောင်းစေရပါကျုပ်သမရရှီချင်းဖြစ်တဲ့တရုတ်ပြည်ကိုရောက်နေတဲ့အသွင်ပြောင်းဆိုရသမရတို့ဒီနေ့ဘေဂျင်းမြို့မှာတွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ဘာတွေဆွေးနွေးခဲ့ကြပါသလဲ။နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်ရဲ့အသက်82နှစ်ပြည့်မွေးနေ့မှာတနိုင်ငံလုံးအတိုင်းအတာနဲ့နှင်းစီလှုပ်ရှားမှုလုပ်ဖို့ဆရာနာသိမှုစန့်ကျင်တဲ့အဖွဲ့တွေပြင်ဆင်နေကြပါတယ်။အီရန်နဲ့ပထမသဘောတူညီချက်လက်မှတ်ထိုးပြီးပြီလို့အမေရိကန်သမ္မတထရမ့်ကပြောပါတယ်။ဒါပေမဲ့ဒုသမ္မတကတော့အကြမ်းဖျင်းအဆင့်ပဲရှိသေးတယ်လို့ဆိုပါတယ်ခင်ဗျာ။တရုတ်နိုင်ငံကိုရောက်ရှိနေတဲ့အသွင်ပြောင်းအစိုးရခေါင်းဆောင်တဲ့တရုတ်သမ္မတတို့ဇွန်လ16ရက်ဒီနေ့မှာတရုတ်နိုင်ငံဘေဂျင်းမြို့မှာတွေ့ဆုံခဲ့ပါတယ်။မြန်မာနိုင်ငံမှာရှိတဲ့ BRI စီမံကိန်းအောက်ကစီမံကိန်းတွေလုံခြုံရေးအာမခံချက်နဲ့ဆက်ပြီးလုံနိုင်ရင်းနဲ့ကြားဖြတ်တဲ့မူရစေဝါနေနေကိစ္စတွေကိုနှစ်ဖက်ပူးတွဲဆက်လုပ်တဲ့အကြောင်းတွေကိုထည့်သွင်းဆွေးနွေးခဲ့ကြတယ်လို့ဆိုပါတယ်။ဒါ့အပြင်ဒီနေ့မှာပဲနိုင်ငံသဘောတူညီချက်စာချုပ်လာ18ခုကိုပါလက်မှတ်ရေးထိုးခဲ့ပါတယ်။သဘောတူညီမှုတွေကဘာတွေပါလဲ။တရုတ်သမ္မတရဲ့ဆွေးနွေးမှုတွေထဲမှာဘယ်လိုစီမံကိန်းတွေပါဝင်ပါသလဲ။ပြည်စုံကိုမတ်သူစာလင်းကပြောပြပါပါ။တရုတ်နိုင်ငံကိုရောက်ရှိနေတဲ့အသွင်ပြောင်းဆိုရကောင်းဆောင်ဦးမင်းအောင်လှိုင်နဲ့တရုတ်သမ္မတရှီကျင်းဖျင်တို့ဟာဒီကနေ့မှတွေ့ဆုံခဲ့ပါတယ်။နှစ်နိုင်ငံသဘောတူညီချက်18ခုကိုလက်မှတ်ရေးထိုးခဲ့တယ်လို့ဆိုပါတယ်။အဲ့ဒီထဲမှာကမ္ဘာလုံးဆိုင်ရာလုံခြုံရေးအစီအမံပူးတွဲမြင့်တရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာနားလည်မှုစာချုပ်လွှာနဲ့မဟာမဲကောင်ဒေတာခွဲနေဆက်ဖြတ်ကျော်တည်ယူပို့ဆောင်ရေးလွယ်ကူချောမွေ့စေရေးအကောင့်ထဲပေါ်ရေးဆိုင်ရာနားလည်မှုစာချုပ်တွေလည်းပါဝင်ခဲ့ပါတယ်။ကမ္ဘာလုံးဆိုင်ရာလုံခြုံရေးအစီအမံပူးတွဲမြင့်တရေးဆိုတာဘာကိုဆိုလိုပါသလဲစစ်တပ်အရာရှိဟောင်းတွေနဲ့ဖွဲ့စည်းထားတဲ့တေနဂမဟာဗျူဟာလေးလာရေးအဖွဲ့အမှုဆောင်ဒါရိုက်တာဦးသိန်းထွန်းဦးပြောတာကဟိုရင်တော့လုံခြုံရေးလို့ပြောလိုက်ရင်ကျွန်တော်တို့နားနေကြတာကအခုနိုင်ငံရဲ့ကာကွယ်ရေးဖြစ်မယ်ဒါမှမဟုတ်ပြည်တွင်းလုံခြုံရေးဖြစ်မယ်ဒါတော့ပဲတကယ်လို့အရင်အဆင့်တက်တဲ့ဆိုရင်တော့နေဆက်ဖြတ်ကျော်မှုရင်းတွေပါလေကာကွယ်မယ်ဒါမျိုးဒါပေမဲ့အခုခေတ်ကပြောင်းသွားတဲ့အခါမှာကျွန်တော်တို့ဒီ online ကလိမ်လည်မှုတွေလုပ်တဲ့အခါအဲ့ဒါကကျတော့နေဆက်တွေကြောက်သွားပြီကိုယ်နိုင်ငံထဲမှာရှိတာမဟုတ်ပါနဲ့တခြားနိုင်ငံကလည်းကိုယ်နိုင်ငံအတွင်းကိုပြန်ပြီးလိမ်လည်မှုတွေရှိနေတယ်ကိုယ်နိုင်ငံအတွင်းမှာလည်းဒါလာပြီးအခြေချတယ်ပြောရင်တော့ရာဇဝတ်မှုတွေခုနပြောတဲ့လုံခြုံရေးဆိုင်ရာတိကျတဲ့တွေကအရင်တော့လည်းကိုယ်နိုင်ငံတစ်နိုင်ငံရဲ့နယ်ပယ်ထဲမှာမဟုတ်တော့ဘဲနဲ့နယ်ပယ်ကိုကျော်သွားတဲ့ပုံစံဖြစ်သွားတယ်အဲ့တော့အဲ့လိုမျိုးနေရာမျိုးတွေမှာပူပေါင်းဆောင်ရွက်ဖို့ဆိုလို့ရှိရင်ခုနကမ္ဘာလုံးဆိုင်ရာလုံခြုံရေးပူပေါင်းဆောင်ရွက်မှုဆိုတဲ့အတုံးလုံးတုံးရတဲ့နေတာပေါ့ဒါအပြင်တရုတ်သမ္မတနဲ့ဦးမင်းအောင်လှိုင်တို့ရဲ့ဒီနေ့တွေ့ဆုံမှုအတွင်းမှာ BRI စီမံကိန်းအောက်ကစီးပွားရေးစင်ကြံစီမံကိန်းတွေတည်ဆောက်ရေးကိုလုံခြုံရေးအာမခံချက်နဲ့တည်တည်ငြိမ်ငြိမ်ဆက်ပြီးလှုပ်ဆောင်သင့်တယ်လို့တရုတ်သမ္မတဘက်ကပြောခဲ့ပါတယ်။မြန်မာနိုင်ငံရဲ့ငြိမ်းချမ်းရေးအတွက်သက်ဆိုင်ရာပါဝင်သူအားလုံးညှိနှိုင်းဆွေးနွေးမှုကနေတဆင့်ရေရှည်ငြိမ်းချမ်းရဖို့ကြိုးပမ်းမှုကိုလည်းတရုတ်ဘက်ကထောက်ခံတယ်လို့ဆိုပါတယ်။ဦးမင်းအောင်လှိုင်ကလည်းတရုတ်စီမံကိန်းနဲ့လုပ်ငန်းတွေအကျိုးစီးပွားတွေကိုကာကွယ်ပေးမယ့်အကြောင်းကိုထည့်ပြောခဲ့တယ်လို့သိရပါတယ်။ဒါပေမဲ့လူအများစိတ်ဝင်စားနေတဲ့မြစ်ဆုံစီမံကိန်းကိစ္စကိုထည့်သွင်းဆွေးနွေးတာမျိုးမတွေ့ရတာဘာကြောင့်ပါလဲတရုတ်မြန်မာရေးလေ့လာသူတွေကတော့တရုတ်ဟာသူ့ရဲ့ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေကိုအရေးကြီးအလုံးရင်ထည့်စရာမလိုပဲအကျိုးအမြတ်ရတဲ့လုပ်ငန်းတွေကိုသာဦးစားပေးလှုပ်ဆောင်မှုစိတ်ဝင်စားလာတယ်လို့ပြောကြပါတယ်တရုတ်ရဲ့မြန်မာပေါ်ထားတဲ့သဘောထားပေါ်တရုတ်မြန်မာရေးလေ့လာသူဒေါက်တာလှကျော်စောပြောတာကအိမ်နီးနားချင်း policy ဆိုတာရှိတာ။အဲ့တော့ဗမာပြည်အေးချမ်းဖို့ဗမာပြည်ငြိမ်းချမ်းဖို့နဲ့သူနဲ့ကုန်သွယ်ရေးအဆက်အသွယ်ကြီးကောင်းဖို့ပေါ့နော်။အဲ့ဒီဒီမှန်းရှိတယ်။အထူးသဖြင့်ဗမာပြည်ကကြောက်ဖြူရည်နဲ့စိတ်ကန်းကိုသွားတဲ့လမ်းပေါ့နော်။ China မြန်မာ economic corridor ဆိုတာအဲ့ဒီဟာကြီးကိုမြန်မြန်ဆန်ဆန်ပြီးစေချင်မှရတယ်။ဘာဖြစ်လို့လဲဆိုတော့အဲ့ဒါနဲ့ဆက်ဆက်နေတဲ့ပြည်နယ်တစ်ခုရှိတယ်လေ။ယူနန်နဲ့ကွေကျူးဆိုတာနှစ်ပြည်နယ်စလုံးကကုန်းပိတ်ပြည်နယ်လေးဖြစ်နေတော့သူတို့ရဲ့ဖွံ့ဖြိုးတိုးတက်မှုကလည်းတခြားပြည်နယ်နဲ့ဆိုင်နောက်ကျတော့ဒီပြည်နယ်တစ်ခုရဲ့ပင်လယ်ထွက်ပေါက်ကဒီလမ်းပဲရှိတာ။နောက်တစ်ကြောင်းကတရုတ်ရဲ့ပိုးလမ်းမစီမံကိန်းတွေကနောက်တခြားနိုင်ငံတွေနဲ့တော်တော်အဆင်ပြေနေပြီ။ဗမာပြည်ရဲ့ခြံနေတော့ဒီဟာကိုရည်ရွယ်ပုံရတယ်။မြန်မာမှာရှိတဲ့တရုတ်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေကိုအကောင့်ထဲဖော်ခြင်းတဲ့အတွက်ပြည်တွင်းငြိမ်းချမ်းရေးရပြီးတည်ငြိမ်မှုရရှိဖို့ကိုတရုတ်ဘက်ကဆန္ဒရှိနေတယ်လို့ဆိုပါတယ်။နှစ်နိုင်ငံတွေ့ဆုံမှုအပေါ်တရုတ်သတင်းဌာနတွေရဲ့ဖော်ပြချက်ရတော့တရုတ်အစိုးရပြောခွင့်ရသူကအရင်အရက်သားဆိုရခေါင်းဆောင်ဒေါအောင်ဆန်းစုကြည်ကိုတရုတ်ရဲ့မိတ်ဆွေဟောင်း Old Friend လို့သုံးနှုန်းခဲ့ပြီးဦးမင်းအောင်လှိုင်ကိုတော့သမ္မတရှီကျင်းဖျင်ကကာလရှည်ကြာခင်မင်တဲ့မိတ်ဆွေ Long Time Friend လို့သုံးနှုန်းခဲ့တာတွေ့ရပါတယ်။ဦးမင်းအောင်လှိုင်ဟာသမ္မတရာထူးရယူပြီးနောက်ပိုင်းဒုတိယကြိမ်နိုင်ငံခြားခီးစဉ်အဖြစ်ဇွန်လ15ရက်နေ့ကနေဇွန်လ19ရက်နေ့အထိတရုတ်နိုင်ငံကိုတွားရောက်နေတာဖြစ်ပါတယ်ရှင်။လက်ရှိချိန်မှာထိမ့်သိမ်းခံထားရတဲ့နိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့အသက်82နှစ်ပြည့်မွေးနေ့မှာတ
တနိုင်ငံလုံးအတိုင်းအတာနဲ့နှင်းစီလှုပ်ရှားမှုလုပ်ဖို့ဆီယနာသိမ်းမှုစန့်ကျင်တဲ့ဒီမိုကရေစီရေးလှုပ်ရှားတဲ့အဖွဲ့တွေပြင်ဆင်နေကြပါတယ်။ဒါပေမဲ့တစ်ဖက်မှာတော့ NLD ပါတီရုံးချုပ်ကအလံတစိမ့်တွေအဖြုတ်ခံရတာဒေါအောင်ဆန်းစုကြည်နေအိမ်ကဗိုလ်ချုပ်အောင်ဆန်းပုံတွေကိုဖြုတ်ချခံရတာတွေရှိနေပါတယ်။ဘာကြောင့်ပါလဲကိုဘိုဘိုကပြောပြမှာပါ။လာမယ့်ဇွန်လ19ရက်နေ့မှာ82နှစ်ပြည့်မဲ့တိုင်ပင်ခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်ရဲ့မွေးနေ့မှာတနိုင်ငံလုံးအတိုင်းအတာနဲ့နှင်းစီလှုပ်ရှားမှုလုပ်ဖို့ဒီမိုကရေစီရေးလှုပ်ရှားသူတွေစီစဉ်ထားပါတယ်။နှင်းစီပန်းဒါမှမဟုတ်ပန်းတစ်မျိုးမျိုးကိုဖျားလှူတာလူမှုကွန်ရက်စာမျက်နှာမှာဓာတ်ပုံတွေတင်တာမြေပြင်လူထုတပိတ်တွေမှာပန်းကင်ပြီးတော့ဆန္ဒပြတာမျိုးနဲ့ပါဝင်နိုင်တယ်ဆိုပြီးနှင်းစီလှုပ်ရှားမှုဥဆောင်တဲ့အဖွဲ့တွေကထုတ်ပြန်ထားပါတယ်။ဒေါအောင်ဆန်းစုကြည်သက်ရှိထင်ရှားရှိကြောင်းသက်သေပြဖို့ဒေါအောင်ဆန်းစုကြည်နဲ့နိုင်ငံရေးကျင်းသားအားလုံးလွှတ်ပေးဖို့နဲ့မြန်မာနိုင်ငံရဲ့သမ္မတကိုဦးဝင်းမြင့်နဲ့တိုင်ပင်ခံပုဂ္ဂိုလ်ကိုဒေါအောင်ဆန်းစုကြည်လို့သာသတ်မှတ်ဖို့တောင်းဆိုတဲ့လှုပ်ရှားမှုဖြစ်တယ်လို့လည်းလူထုလှုပ်ရှားမှု platform PNP မြန်မာရဲ့ပြောခွင့်ရသူက BBC ကိုပြောပါတယ်။ဒီနှစ်အတွက်လှုပ်ရှားမှုလုပ်မဲ့ပေါ်လူထုလှုပ်ရှားမှု platform PNP မြန်မာပြောခွင့်ရမလင်းလက်စုကအခုလိုပြောပါတယ်ဒီနှစ်ကတော့အရင်နှစ်ပန်းတပိတ်တွေနဲ့မတူတာကကျမတို့ဒီနိုင်ငံရေးကျင်းသားတွေလွတ်မြောက်ရေးအပြင်မှာမတရားစစ်မှုတောင်ဥပဒေဖျက်သိမ်းရေးအဲ့ဒါအပြင်ဒီနိုင်ငံတကာတရားဝင်မှုတွေကိုပါတိုက်ဖြတ်ဖို့အတွက်လူလူရဲ့လှုပ်ရှားမှုဖြစ်ပါတယ်လို့အခုနှင်းစီလှုပ်ရှားမှုမှာမြေပြင်လူထုလှုပ်ရှားမှုအပြင်နိုင်ငံတကာရောက်မြန်မာတွေရဲ့နှင်းစီလှုပ်ရှားမှု Proof of Life Campaign 81 Campaign စတဲ့လှုပ်ရှားမှုတွေအားလုံးစုပေါင်းပြီးလုပ်တာလို့လည်းသူကဆက်ပြောပါတယ်။တစ်ဖက်မှာလည်းအသွင်ပြောင်းအစိုးရအဖွဲ့လက်အောက်ခံအဖွဲ့ဝင်တွေကမြို့သားဒီမိုကရေစီအဖွဲ့ချုပ် NLD ဌာနချုပ်ရဲ့ပါတီဆိုင်းဘုတ်နဲ့အလံတွေကိုပြီးခဲ့တဲ့ဇွန်လ12ရက်နေ့မှာလာပြီးတော့ဖြုတ်ချသွားတယ်လို့ပါတီနဲ့နှိစက်သူတွေကပြောပါတယ်။ဒါအပြင်ဇွန်လ14ရက်နေ့ညပိုင်းကလည်းလဝကနဲ့ရဲတပ်ဖွဲ့ပါဝင်အဖွဲ့ဝင်တွေဟာဒေါအောင်ဆန်းစုကြည်နေခဲ့တဲ့တက္ကသိုလ်ရိပ်သာလမ်းခြံနံပါတ်54အိမ်အဝင်ကဗိုလ်ချုပ်အောင်ဆန်းပုံနဲ့ဗိုလ်ချုပ်မိန်ကွန်းကောက်နှုတ်ချက်ဖြစ်တဲ့လူထုနဲ့တိုင်းပြည်ရဲ့မျက်နှာကိုထောက်ပြီးပြက်ပြက်သားသားဆောင်ရွက်ကြဆိုတဲ့စာသားပါဗနိုင်းကိုဖြုတ်ချခဲ့တယ်လို့ဆိုပါတယ်။ဒေါအောင်ဆန်းစုကြည်မွေးနေ့လှုပ်ရှားမှုတွေကိုဟန်တားခြင်းလို့ခုလိုကြိုတင်ပြီးလှုပ်ပြနေတာဖြစ်နိုင်ကြောင်းဒီမိုကရေစီရေးလှုပ်ရှားသူတွေကပြောပါတယ်။ပါတီနဲ့နှိစက်သူတွေကတော့စစ်တပ်ရဲ့အခုလုပ်ရက်တွေဟာ NLD ကိုနိုင်ငံရေးမှာပြန်ပါမလာနိုင်အောင်လှုပ်ဆောင်နေတာလို့ပြောကြပါတယ်။ဒီပေါ်ဆန်းချောင်းမြို့နယ် NLD ဒုဥက္ကဋ္ဌဦးဘူဘူဦးကခုလိုပြောပါတယ်။ NLD ဘောနော်ဟိုမရှိသေးခြင်းဆိုတဲ့ဥစ္စာကိုကျွန်တော်တို့ခံမှန်းလို့ရပါတယ်။ဘယ်လိုပဲဖြစ်ဖြစ်ပေါ့နော်ပြည်သူရှိနေတွေပါတီကတော့ရှိနေမှာပါဖွဲ့ချုပ်ကလည်းရှိနေမှာပါ။အများတမ်းပဲပေါ့နော်ရခိုင်ကလည်းအဲ့လိုပဲဟိုနှစ်ခုခံရတဲ့ကာလရှိခဲ့မှုပါတယ်။ NLD ကင်းစင်နေမြေပါညာဆိုစိုင်းဘုတ်တွေထောင်တဲ့အဆင့်ကြီးတော့ဖြစ်ခဲ့ပါတယ်ရှိခဲ့ပါတယ်နော်ဒါပေမဲ့အချိန်တန်လို့ရှိရင် NLD ပဲပြန်လာတာပါပါတီယုံတစိမ့်ဖြုတ်မဲ့ပေါ်ပါတီဘက်ကိုကြောင်းကြားခြင်းရှိမရှိသိရဖို့ NLD အလို့မှုဆောင်ဖွဲ့ဝင်တချို့စီဆက်သွယ်ခဲ့ပေမဲ့ဆက်သွယ်လို့မရခဲ့ပါဘူးဒါပြင် NLD ရုံးချုပ်နဲ့ခြံနံပါတ်54နေအိမ်ကိစ္စပေါ်စစ်တပ်ဘက်ကလည်းတစုံတရာတဲ့မထုတ်ပြန်သေးပါဘူးအာဏာသိမ်းပြီးတဲ့နောက်ပိုင်း NLD ခေါင်းဆောင်တွေပါဝင်အဖွဲ့ချုပ်ပါတီဝင်များပြားကိုစစ်တပ်ကဖမ်းဆီးခဲ့ပါတယ်။အဲဒီနောက်မြို့နယ်သီးသီးမှာရှိတဲ့ NLD ရုံးတွေကိုစစ်တပ်ဘက်ကပိတ်သိမ်းခဲ့သလိုနောက်ဆုံး NLD ပါတီကိုပါဖျက်သိမ်းခဲ့ပါတယ်။ခရချာထိတ်တန်းရောက်သတင်းတွေကိုဆက်ပြီးရှုစားရအောင်ပါ။အမေရိကန်ပြည်ထောင်စုက Stanford Tech သို့မှာတနင်္လာနေ့ကကျင်းပခဲ့တဲ့ဘွယ်နှင်းသမင်အခမ်းအနားမှာ Google ရဲ့အမှုဆောင်အရာရှိချုပ်ဆွမ်ဒါပီချာမိန့်ခွန်းပြောကြားစဉ်မှာကျောင်းသားအများပြားထွက်သွားခဲ့ကြပါတယ်။ BBC ကရိုက်ကူးထားတဲ့ရုပ်သံထဲမှာတော့ကျောင်းသားတွေကတချို့က Google ရဲ့အမေရိကန်ဆိုရနဲ့ပူးပေါင်းဆောင်ရွက်မှုတွေပေါ်စိုးရိမ်တဲ့အကြောင်းဖော်ပြထားတဲ့စာတမ်းတွေကိုကင်ဆောင်ထားကြတာကိုလည်းတွေ့ရပါတယ်။စာတမ်းတစ်ခုထဲမှာဆိုရင်လူဝင်မှုကြီးကြပ်ရေး ICE အရာရှိတွေက Google ရဲ့ AI ကိုသုံးပြီးထောက်လှမ်းတယ်ဆိုပြီးတောင်ရေးသားထားပါတယ်။တခါအမေရိကန်ပြည်ထောင်စုကကယ်လီဖိုးနီးယားကမိုဟာဘီဂန္ဓာရတဲ့ကိုလေယာဉ်အမှုထမ်း8ဦးလိုက်ပါလာတဲ့ B-52 ဘုံကျဲလေယာဉ်တစ်စင်းပြတ်ကျသွားခဲ့ပါတယ်။အဲ့ဒီဘုံကျဲလေယာဉ်ကြီးတက်လာခဲ့တဲ့ Edward Lader စခန်းရဲ့ထုတ်ပြန်ချက်ထဲမှာတော့လေယာဉ်ပေါ်ပါသွားသူတွေထဲမှာအသက်ရှင်ကျန်ရည်သူတဦးမှမရှိဘူးလို့ဆိုထားပါတယ်။ဘာကြောင့်ပြတ်ကျခဲ့ရသလဲဆိုတာနဲ့ပတ်သက်လို့စုံစမ်းစစ်ဆေးမှုတွေလုပ်နေကြပြီဖြစ်ပါတယ်။
အီရန်နဲ့အမေရိကန်ကြားကနားလည်မှုစာချုပ်ဟာအကြမ်းဖျင်းအဆင့်ပဲရှိသေးတယ်လို့အမေရိကန်ဒုတိယသမ္မတ JD Vance ကပြောပါတယ်။အကြောင်းကိစ္စတော်တော်များများအတွက်အသေးစိတ်ကိုအနာဂတ်ဆွေးနွေးမှုတွေအတွင်းမှာဆက်လက်ညှိနှိုင်းသွားမှာဖြစ်ကြောင်းပြောပါတယ်။သမ္မတအီမီရောကတော့အီရန်နဲ့နျူကလ িয়ার အစီအစဉ်တွေနဲ့ပတ်သက်ပြီးအခုသတင်းပတ်ထဲမှာစတင်ဆွေးနွေးနိုင်မယ်။ဟော်မုစီလက်ကြားကိုလည်းတောက်ကြနေ့တရားဝင်လက်မှတ်ရေးထိုးပြီးတဲ့နောက်ပိုင်းဖွင့်ပေးနိုင်တော့မယ်လို့ဆိုပါတယ်။အမေရိကန်သမ္မတထရမ့်ကလည်း electronic နည်းနဲ့လက်မှတ်ရေးထိုးပြီးဖြစ်တယ်လို့ပြောပါတယ်။ Mr. Vance ကတော့စာချုပ်အပြည့်အစုံကိုလာမယ့်ရက်ပိုင်းတွေအတွင်းထုတ်ပြန်ပေးနိုင်မယ့်အကြောင်းဆိုပါတယ်။ Fox သတင်းဌာနနဲ့တွေ့ဆုံမေးမြန်းခဲ့ရမှာ JD Vance ကသူ့အဆိုအရတော့ဒီလိုသဘောတူညီချက်ကောင်းကောင်းတစ်ခုရနိုင်ဖို့အတွက်အမေရိကန်ရဲ့အီရန်ပေါ်ပေးနေတဲ့ဖိအားကအခရာကျခဲ့တယ်လို့ပြောပါတယ်Over the past 3 weeks, we've gotten more. ပြီးခဲ့တဲ့ 3 ပတ်အတွင်းမှာအမေရိကန်ရဲ့အလဲပိုင်းဒေသစစ်ဌာနချုပ်ရဲ့ကုတ်ကဲမှုနဲ့ဟောမှုရှိလက်ကြားကနေရေနံတွေပိုရလာခဲ့ပါတယ်။ဒါက3လအတွင်းမှာလှုပ်ဆောင်ခဲ့တဲ့စစ်စင်ရေးပါ။ဒါကဘာကိုဆိုလိုတယ်လဲဆိုတော့အဲ့ဒါကအီရန်ရဲ့ဩဇာလွှမ်းမိုးမှုကဒီနေ့ချရော့ကျလာနေပါတယ်။ကျွန်တော်တို့ရဲ့ဒီချက်ကဒီနေ့တခြားပိုအားကောင်းလာနေပါတယ်။အမေရိကန်ပြည်သူတွေအတွက်အခြေခံအဖြစ်ကောင်းမွန်တဲ့သဘောတူညီချက်တစ်ခုလို့ကျွန်တော်ထင်ပါတယ်။အီရန်ကဒါကိုမလုပ်ဘူးဆိုရင်ပြဿနာမရှိပါဘူး။ကျွန်တော်တို့အခုလက်ရှိအချိန်ကနေဘာမှမပြောင်းလဲဘူး Skin off our back, nothing changes from where we are right now. ခါပြည်သစ်နိုင်ငံမှာကျင်းပနေတဲ့စက်မှုအင်အားကြီး9နိုင်ငံထိပ်သီးဆွေးနွေးပွဲကိုတက်ရောက်လာတဲ့အမေရိကန်သမ္မတထရမ့်ကဆက်လက်ပြုလုပ်သွားရမယ်စိတ်ဆက်ဆွေးနွေးမှုတွေဟာကနဦးသဘောတူညီချက်ရဖို့ဆွေးနွေးကြရတာတွေတက်ပိုချုံးမွေ့တဲ့အကြောင်းပြောပါတယ်ကျွန်တော်တို့အီရန်နဲ့သဘောတူညီချက်ယူပြီးပါပြီဒါအောင်မြင်ဖို့ပဲရှိပါတယ်ဒုတိယအဆင့်ကိုဆက်သွားရမယ်အဲ့ဒီကြရင်တော့ပိုလွယ်သွားမယ်လို့ထင်ပါတယ်ပြီးခဲ့တဲ့ဘက်ကတော့ကျွန်တော်တို့တိုက်ချင်တာမဟုတ်ပေမဲ့ရွေးချယ်စရာမရှိလို့2ကြိမ်တိုက်ခိုက်ခဲ့တယ်တတိယအကြိမ်တိုက်ခိုက်မှုလုပ်ဖို့ရှိခဲ့ပေမဲ့အဲ့ဒီတိုက်ခိုက်မှုထပ်လုပ်เสียမလိုအောင်လည်းလုပ်ခဲ့ပါတယ်ကျွန်တော်တို့သဘောတူညီချက်ရခဲ့တယ်ဒါကမျှတပါတယ်ကောင်းမွန်တဲ့သဘောတူညီချက်ပါဂျေရုဆလင်မြို့တော်က BBC ရဲ့အရှေ့အလယ်ပိုင်းဒေသကြီးရာသတင်းတောက်ဂျွန်ဒေါ်နဆန်ကတော့ဒီဆွေးဆက်ညီနိုင်သူတွေရင်ဆိုင်ရတဲ့အခက်အခဲစိန်ခေါ်မှုတွေနဲ့ပတ်သက်ပြီးအခုလိုသတင်းပေးပို့ထားပါတယ်Well, it leaves a lot of negotiating still to be done. ဒီနားလည်မှုစာချုပ်တော်ကအချက်လက်နည်းနည်းပဲပါတာကြောင့်ညှိနှိုင်းမှုတွေအများကြီးလုပ်ဖို့ကြံပါသေးတယ်။ဟော်မုစီလက်ကြားကိုပြန်ဖွင့်ပေးဖို့ဆိုတဲ့အခြေခံတောင်းဆိုချက်ပဲပါရှိပါတယ်။အဲ့ဒါပြန်ဖွင့်ဖို့အချိန်ယူနိုင်တယ်လို့လဲတင်မောကုမ္ပဏီတွေကပြောနေပါတယ်။ကျွန်တော်တို့အခုတည်ထားရသမျှအီရန်နဲ့နျူကလ িয়ার အစီအစဉ်နဲ့ပတ်သက်ပြီးဘာမှမပါပါဘူး။အဲ့ဒါကအမြဲတမ်းခက်ခဲတဲ့ကိစ္စဖြစ်ပြီးဆွေးနွေးမှုတွေဆက်လုပ်ရအောင်ပါ။အီရန်ကသူ့ရဲ့တန့်စင်ပြီးသားယူရေနီယံတွေကိုလွှဲပေးမှလားနောက်ပြီးအီရန်ရဲ့ပဲ့ထိန်းဒုံးကျည်အစီအစဉ်နဲ့ပတ်သက်ပြီးတော့လည်းဘာမှမသိရပါဘူးစစ်ပွဲအစနဲ့စစ်ပွဲကာလအတွင်းမှာအမေရိကန်နဲ့အစ္စရေးကဒါကိုအဆုံးသတ်ချင်တယ်လို့ပြောခဲ့ပါတယ်အီရန်ကချင်းချောက်မှုတွေဆက်လုပ်နိုင်သေးပါဒါကြောင့်ဆွေးနွေးမှုတွေအများကြီးလုပ်ဖို့ကြံပါသေးတယ်ရက်60အတွင်းမှာဆွေးနွေးမှုတွေလုပ်ရမှာပါဒေသတွင်းမှာတော့အခုသဘောတူညီချက်ကိုကြိုဆိုကြပါတယ်ဒါပေမဲ့အမှားယွင်းဖြစ်သွားနိုင်တဲ့ကိစ္စတွေလည်းရှိပါတယ်ခုတော့အားကစားသတင်းတွေကိုကြည့်အောင်ပါအားကစားသတင်းဆိုပေမဲ့ကမ္ဘာဖလားဘောလုံးပြန်ပွဲအကြောင်းပါဒီကမ္ဘာဖလားဘောလုံးပွဲတွေမှာတော့မနေ့ကကစားခဲ့တဲ့၄ပွဲစလုံးကအရှုံးနိုင်မပေါ်ခဲ့ကြပဲသရေတွေနဲ့ကြီးပွဲသိမ်းသွားခဲ့ပါတယ်အခုဒီချိန်မှာကမ္ဘာဖလားကန်ပူးတဲ့ Cape Verde အသင်းဟာမထင်မှတ်ထားပဲအားလုံးအားသင့်သွားစေတဲ့ရလဒ်တစ်ခုကိုစွမ်းဆောင်ပြသွားပါတယ်ဒါကတော့ကမ္ဘာချန်ပီယံဟောင်းဥရောပကနာမည်ကြီးအင်အားကြီးအသင်းဖြစ်တဲ့စပိန်ကိုဂိုးမရှိသရေကျအောင်ခံကစားသွားတာပဲဖြစ်ပါတယ်အဲ့ဘက်မှာသူတို့ဂိုးသမားလက်စွမ်းပြကာကွယ်သွားနိုင်ခဲ့ပါတယ်တခါအီဂျစ်အသင်းကလည်းဥရောပကနာမည်ကြီးတွေပါတဲ့ဘယ်လ်ဂျီယမ်ကိုတကိုးစီသရေကျခဲ့ပါတယ်နောက်ပြီးဆော်ဒီအာရေဗျအသင်းကလည်းဥရုဂွေးကိုတကိုးစီသရေကစားသွားခဲ့ပါတယ်နောက်တစ်ခါအီရန်အသင်းကလည်းဩစတြေးလျအသင်းကိုနှစ်ကြိမ်တိုင်နောက်ကလိုက်ကစားပြီးခြေပါကိုသွင်းယူနိုင်ခဲ့တာကြောင့်ငကိုးစီသရေနဲ့ပွဲပြီးခဲ့ပါတယ်ဒီနေ့ပွဲစဉ်တွေပြဲပြီးတော့ဘိုးဆွဲဖို့ရေပန်းစားနေတဲ့အသင်းတွေကတသင်းဖြစ်တဲ့ဥရောပနာမည်ကြီးပြင်သစ်ကစင်နဂေါအသင်းနဲ့ကစားမှာဖြစ်တယ်လို့အီရတ်အသင်းကလည်းနာမည်ကြီးဟာလန်နဲ့အိုဒဂါတို့ပါတဲ့နော်ဝေးကိုရင်ဆိုင်ကစားမှာဖြစ်ပါတယ်နောက်ပိုင်းမှာတော့အုပ်စုချေကနာမည်ကျော်လက်ရှိချန်ပီယံကြီးအာဂျင်တီးနားကလည်းအယ်ဂျီးရီးယားနဲ့ပွဲဦးထွက်ပြီးဖြစ်ပါတယ်ခင်ဗျာBBC မှာပဲနောက်ဆုံးအသတင်းတွေ30ချက်စောင်းပါတွေနောက်ဓာတ်ပုံနဲ့ဗီဒီယိုသတင်းတွေကို www.bbcburmese.com မှာသွားရောက်ဖတ်ရှုနားဆင်နိုင်ကြပါတယ်။အဲဒီမှာသတင်းတွေအပြင်ထူးအစီအစဉ်တွေအသံလွှင့်အစီအစဉ်တွေကိုလည်းဖော်ပြပေးထားပါတယ်။ BBC မှာပဲရုပ်သံအစီအစဉ်တွေကိုနေ့စဉ်ကြည့်ရှုအားပေးတဲ့အတွက်ကျေးဇူးအထူးတင်ပါတယ်။ BBC ပရိသတ်များနဲ့ကွာမြန်မာပြည်သူပြည်သားအပေါင်းကိုယ်စိတ်နှပြရွှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာ။